အာသာဝန္ဒနာရှင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျ2026ကမ္ဘာ့ဖလားအိုးစုပွဲစဉ်တွေတဲကဇွန်လ18ရက်နေ့ဗုဒ္ဓဟူးနေ့မှာရှင်ပြန်သွားခဲ့ကြတဲ့ရင်ကုန်စိတ်လိုရှားစရာပွဲစဉ်၃ပွဲရဲ့ရာလက်တွေနဲ့ကွင်းအတွင်းခြေနေတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အိုးစုကေကပေါ်တူဂီနဲ့ဒီယာကွန်ဂိုရဲ့ပွဲစဉ်ကိုစတင်ကြည့်ရှုကြရအောင်ပါဥရောပအင်အားကြီးပေါ်တူဂီအသင်းဟာဆိုရင်တော့ဒီပွဲမှာလည်းတကူနိုင်ပွဲရလိမ့်မယ်လို့အများကခံမှန်းခဲ့ကြပေမဲ့အာဖရိကရဲ့ကျသင်းတွေဖြစ်တဲ့ဒီယာကွန်ကိုအသင်းဟာဆိုရင်တော့အာမန်အပြေနဲ့တုတ်ပြန်ခဲ့ပါတယ်ပေါ်တူဂီတို့ဘောလုံးပိုင်ဆိုင်မှုအသားစီးနဲ့ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့ဒီယာကွန်ကိုရဲ့ကြမ်းကင်မှုပြည့်ရှိတဲ့ခန်းစင်းနဲ့ကွင်းလေဖြတ်တောက်မှုတွေကြောင့်ပဲအကျရိုက်ခဲ့ရတာပါဒီယာကွန်ကိုကလည်းလင်းမြန်နဲ့တံမြန်တိုက်စစ်တွေနဲ့ပေါ်တူဂီကိုချင်းချောက်နိုင်ခဲ့လို့နှစ်သင်းစလုံးအပြန်လည်ဂိုးတွေသွင်းယူနိုင်ခဲ့ကြပါတယ်ပွဲပြီးဆုံးချိန်မှာဆိုရင်တော့ဘယ်သူမှအနိုင်မရဘဲနဲ့တစ်ဖက်တကိုးစီဆိုတဲ့တေးရလက်နဲ့တူတမတ်စီခွဲဝေယူခဲ့ကြပါတယ်နောက်ထပ်ကြီးရကျိုနှက်ခဲ့တဲ့အိုးစုအန်လရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့အင်္ဂလန်နဲ့ခရိုအေးရှားတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲကဆိုရင်တော့ကမ္ဘာ့ဖလားရဲ့ကနန်းဝင်ပြိုင်ပါဟောင်းတွေထုံးစံတိုင်းအပြန်လဲသွင်းကိုးတွေနဲ့တကယ်ကိုအကျိတ်နဲ့ရှိပြီးရင်ကုန်စရာကောင်းဆုံးပွဲတစ်ပွဲပဲဖြစ်ခဲ့ပါတယ်ခရိုအေးရှားတရားဆိုရင်တော့သူတို့ရဲ့ဝိုင်းရင်ကွင်းလင်နဲ့အတူအင်္ဂလန်ကိုရှင်ကစားခဲ့ပြီးတော့နှစ်ကိုးသွင်းယူနိုင်ခဲ့ပေမဲ့အင်္ဂလန်တင်းရဲ့လူငယ်တိုက်စစ်အရှိန်ဟုန်ကိုတော့ရေရှည်မှာမထိန်းထားနိုင်ခဲ့ပါဘူးအင်္ဂလန်ရဲ့ထိရောက်ပြီးတော့ပြတ်သားတဲ့တိုက်စစ်စင်မှုတွေကြောင့်ပဲခရိုအေးရှားခံစီအချိန်ချင်းပွင့်ထွက်သွားခဲ့ပြီးပွဲအပြီးမှာဆိုရင်တော့အင်္ဂလန်တင်းက၄ဂိုး2ဂိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိပြီးတော့ပရိသတ်တွေကိုဂိုးမိုးရွာပြသွားခဲ့ပါတယ်နောက်ဆုံးအနေနဲ့အိုဆူအန်ရဲ့နောက်ထပ်ပွဲစဉ်တစ်ခုဖြစ်တဲ့ဂါနာနဲ့ပနာမာတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အာဖရိကရဲ့ကျယ်မဲများဂါနာအသင်းနဲ့မြောက်အမေရိကကပနာမာအသင်းတို့ရဲ့ပွဲကတော့ခန်းစစ်အသာပေးကစားကွက်တွေကြောင့်ကစားသမားချင်းချင်းထိခိုက်မှုတွေနဲ့တူတကယ်ကိုရုန်းကန်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ပနာမာအသင်းဟာဆိုရင်တော့ဂါနာကိုအမှတ်ခွဲယူနိုင်ဖို့ခန်းစစ်ကိုအသေးအလဲပိတ်ဆို့ကစားခဲ့ပေမဲ့ဂါနာအသင်းဟာဆိုရင်တော့ကွင်းလေအသာစီရမှုကိုအသုံးချပြီးတော့ဖိအားပေးနိုင်ခဲ့ပါတယ်ပွဲချိန်တွင်ရရှိတဲ့ခွင့်ရေးကိုဂါနာတိုက်စစ်ကအပိုင်သုံးချပြီးတော့အဖို့တန်နိုင်ကိုသွင်းယူနိုင်ခဲ့တာကြောင့်ပဲပွဲပြီးမှဆိုရင်တော့ဂါနာအသင်းကတကုတ်ကိုမရှိဆိုတဲ့ကက်တီးကက်သက်ရလက်နဲ့သုံးမှတ်ပြေသိမ့်ပိုက်သွားနိုင်ခဲ့ပါတယ်ဒါကတော့ဇွန်လ18ရက်နေ့မှာရှင်ပြိုင်ခဲ့ကြတဲ့ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့စိတ်လိုရှားစရာရလက်ချင်းချုပ်ပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ